လိုက်တဲ့ career တစ်ခုဆိုလို့ရှိရင်အဲ့ဒီ career ကိုက develop ဖြစ်အောင်လုပ်တော့မယ် professional ဆိုတဲ့စကားလုံးတစ်ခုကတ်တော့မယ်ဆိုလို့ရှိရင် passion နောက်ကလိုက်ရင်ပိုပြီးမြင့်တယ်ကို career တစ်ခုကိုရွေးပြီးကိုယ့်ရဲ့ career ကို plan လုပ်တော့မယ်ဆိုလို့ရှိရင်ဒီချက်လက်တွေအကုန်လိုတယ် step 1 check your career path career path ကိုချက်ဆွဲရမယ်တဲ့ mind map လုပ်တာအာယုံထဲမှာမပင်ချနဲ့ငါဘာပြီးရင်ဘာလုပ်မယ်ဘာပြီးရင်ဘာလုပ်မယ်ဆိုတာမျိုးငါဘယ်ထိရောက်ချင်တာအမကိုက10ထိရောက်ချင်တာ10ထိရောက်ဖို့အတွက်ကို1ကနေ10သွားဖို့အတွက်ဆိုလို့ရှိရင်ဘယ်ချိန်မှာတော့1စမယ်ဘယ်ချိန်မှာ2စမယ်ဘယ်ချိန်မှာ3စမယ်ဆိုတာဒါမျိုးကိုဆွဲခိုင်းတာ step 1ကအဲ့ဒါလုပ်ရမယ်လို့ပြောချင်တာ step 2ကကြတော့ audit your skills တွေကို audit လုပ်ရမယ်ငါလက်ရှိကဘာ skill တွေရှိငါမှာဘာ skill တွေရှိလဲငါ career ကိုသွားဖို့အတွက်ဆိုရင်ဘာ skill တွေလုပ်လဲ audit လုပ်ရကို audit လုပ်ရကို sense ရတယ်လို့ခေါ်တယ် number 3ကကျတော့ break down goals into smaller increments number 3ဆက်လောက်ကိုမှန်းထားတယ်ဒါပေမဲ့3ကိုရောက်ဖို့အတွက်1နှစ်ကိုချေတော့ဖြတ်ရအဲ့တော့1နှစ်ကိုဖြတ်ရတဲ့အခါမှာ3ဆိုတဲ့ goal အကြီးကိုတန်းသွားတာမျိုးမဟုတ်ဘဲနဲ့ smaller increment လေးတွေခွဲပြီးတော့ goal တွေကိုသတ်မှတ်တာမျိုးပြောချင်တာပေါ့နော် number 4 make your goal smart goal setting ချတဲ့အခါမှာ smart goal ဆိုတာပါတယ်ပေါ့နော်smart goal ချတဲ့ဟာ smart ကကြတော့တူတစ်ခုပဲပေါ့နော်smart goal လို့ခေါ်တာပေါ့ goal setting နေချတဲ့အခါမှာတိတိကျကျဖြစ်ဖို့အတွက် smart goal ပေါ့နော် step 5မှာ find new challenges in your current job လက်ရှိအလုပ်မှာ new challenge တွေရှာပါတဲ့ comfort zone ထဲမှာမနေပါနဲ့ comfort zone ထဲမှာနေခြင်းအပြင်ကျတော့ skill တွေရုပ်သွားတယ်တနေ့လာလဲဒါပဲတနေ့လာလဲဒါပဲနော်ကိုအရင်ကြီးလို့ကိုအတွက်ဘာ challenge မှမရှိဘူး challenge တစ်ခုရဲ့လို့ကိုကသတ်မှတ်လိုက်တဲ့အရာတစ်ခုကိုကြုံပြီးဆိုလို့ရှိရင်ကိုတခုံးမပြန်ပြရဒါကြီးကဒါဘလို့လုံးဝမှန်းကိုမသိတော့ဘူးကွာဆိုတော့စိန်ခေါ်မှုမျိုးနာမည်ကစိန်ခေါ်မှုအဲ့တော့ဘာမေးခွန်းလဲဆိုတော့မေးခွန်းတစ်ခုပဲမင်းဒါလေးတော့မလုပ်နိုင်ဘူးနင်ဘာဘလောက်ခန့်နေလို့လဲဒါလေးတော့မလုပ်နိုင်ဒီလောက်တော့အသုံးမကျဘူးလားအဲ့လိုပြန်မေးတာကိုအဲ့ဒီမေးခွန်းရောက်လာတဲ့အခါမှာ motivation ချက်ချင်းတက်သွားပြီးတော့အော်ဘာမှလည်းဟုတ်တာလည်းမဟုတ်ပဲနဲ့ငါကြည့်လိုက်ပါအောင်မယ်ချိန်နေလေးကြည့်လိုက်ပါအောင်မယ်နော်ဘယ်ကနေဘလို့စလုပ်ရင်ကောင်းမလဲဆိုတာမျိုးပြန်စဉ်းစားတာပေါ့ emotional intelligence လို့ခေါ်တာပေါ့ emotion ကို control လုပ်တာပေါ့အဲ့ဒီ challenge ကိုပြန်ပြီးတော့ဘလို့ overcome လုပ်မယ်ဆိုတာမေးခွန်းတစ်ခုမှပြန်မေးတာ I have to find out solution ပဲ solution ရှာရမယ်အဲ့ဒီ challenge တွေကိုရှာရမယ် challenge တွေကိုရှာရမယ်ဆိုတော့ challenge မရှိတဲ့အရာတွေဆိုလို့ရှိရင်ကျွန်တော်တို့ကနည်းနည်းလေး challenge ရှာရမယ်လက်ရှိအလုပ်ကကိုလုပ်နေတဲ့အလုပ်ကအကြောင်းတက်နေတာပဲဖြစ်ဖြစ်အလုပ်လုပ်နေတာပဲဖြစ်ဖြစ်ကိုအတွက်အရန်လွယ်နေပြီတနေ့ကောတနေ့လုံးဝတဲ့အလုပ်တွေကအရန်လွယ်နေတယ်ဆိုလို့ရှိရင်တေချာရတာ comfort zone နဲ့ရောက်နေတာဟုတ်ရင်ဟုတ်မဟုတ်ရင်ဒီတနေ့တာလုပ်တဲ့အလုပ်တွေအကုန်လုံးကကိုအတွက်အရန်ကျွမ်းကျင်နေပြီဒီထက်ကျွမ်းကျင်စရာကိုမှနေရာမရှိတော့ဘူးအဲ့လိုပေါ့နော်ကိုရဲ့ကျွမ်းကျင်မှုဟာလုံလောက်ပြီလို့ထင်တယ် confidence level so high နေပြီကိုရဲ့ career ကဒီလောက်နဲ့လုံလောက်ပြီဆိုရင်တော့ okay fine ဒါမှမဟုတ်တနေ့လာလဲဒါပဲလုပ်နေရတယ်ဆိုလို့ရှိရင်တော့ challenge ကိုရှာပါတော့ဒီ current အလုပ်မှာမရနိုင်ဘူးဆိုလို့ရှိရင်နောက်လုပ်တစ်ခုကိုပြောင်းပြီးတော့ပဲဖြစ်ဖြစ်တခြား other opportunity ကိုရှာတာ other opportunity ဆိုတာအလုပ်ပြောင်းခိုင်းတာတစ်ခုလည်းမဟုတ်ဘူးเนาะ other opportunity ဆိုတာကျတော့ကိုယ့်ရဲ့နောက်ထပ် plan B ပေါ့အဲ့ဒါနံပါတ် step 5ပါ step 6ကကျတော့ competency ဆိုတဲ့စကားလုံးလေးကို competency ဆိုတာ skillful ဖြစ်တာကိုပြောတာပါကျွမ်းကျင်တာကိုကျွန်တော်က competency လို့ခေါ်ပါကျွမ်းကျင်တဲ့ skill HR ဆိုလဲ HR sales ဆိုလဲ sales ပေါ့နော်သူရဲ့သက်ဆိုင်ရာ career မှာကျွမ်းကျင်မှုရှိသည်မရှိသည်ကို competency ပြည့်သည်မပြည့်သည်လို့ငါတို့သုံးပါတယ်သူရဲ့သက်ဆိုင်ရာ career မှာကျွမ်းကျင်မှုရှိသည်မရှိသည်ကို competency ပြည့်တယ်မပြည့်ဘူးလို့ပြောပါတယ်နော်အဲ့တော့ manager ရာထူးယူထားတဲ့ဒီအပိုင်းမှာလဲ professional ဖြစ် career ဖြစ်သွားနေတဲ့လူတယောက်ကဒါလေးတော့မသိဘူးဆိုတော့ဒါဒီသူဒီ competency မပြည့်ဘူး skill မရှိဘူးလို့မပြောတော့ဘူးဒီခေတ်ကကြတော့ competency မပြည့်ဘူးလို့ပြောတာပေါ့နံပါတ် 6ကကြတော့ကိုယ့်ရဲ့ career မှာ future career အတွက်ဘာ skill တွေလိုမှလဲဆိုတာကိုကတွေးပြီးတော့လေ့လာပြီးတော့ဖြည့်ထားဖို့လိုတယ်တခုထပ်ပြီးတော့ knowledge လေးပေးလိုက်ချင်တာ skill တစ်ခုကချက်ချင်းမရပါဘူးအချိန်ပေးရတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီ career မှာဖြစ်လာမဲ့ skill တွေကလုံလာမဲ့ skill တွေကဘာ skill တွေဖြစ်လာနိုင်လဲငါဘာကြိုဖြည့်ထားရမလဲဆိုတာကိုအမြဲတမ်း focus လုပ်နေဖို့လိုတယ် career လို့ပဲခေါ်ပညာရပ်တစ်ခုလည်းပဲခေါ်အမြဲတမ်း update ဖြစ်နေရမှာအဲ့ဒီ update ဖြစ်တာကိုက career ရွေးထားတယ်ဆိုလို့ရှိရင်အဲ့ဒီ update နဲ့ကိုကလိုက်နိုင်ရမယ်အဲ့လိုလိုက်နိုင်ဖို့အတွက်ကိုက skill ရှိမှရခုနအမြဲတမ်းပြောတယ် skill ဆိုတာကချက်ချင်းမရဘူးကျွန်တော်ဘာလုပ်ရလဲဆိုတော့အချိန်ယူပြီးဖြည့်ရတာအဲ့တော့ကြောင့်မို့လို့ကိုယ့်ရဲ့ future career ကိုကကြည့်ပြီးတော့ skill ကိုတောက်လျှောက်ကိုဘာတက်ထားရမလဲဆိုတာကိုဖြည့်နေရမှာဒါ step 6 step 7ကိုရောက်ပြီဆိုလို့ရှိရင်တော့ကိုယ့်ကိုပြန်ပြီးတော့ tracking လိုက်ရတော့မယ်ငါ career နဲ့ပတ်သက်ပြီးငါပဲထိရောက်နေပြီဆက်သွားဖို့ကဘာလိုသေးလဲဘယ်လောက်ထိလိုသေးလဲ tracking လိုက်ရတော့မယ်
step 7 skill မှာရှယ်တော့နှစ်ပိုင်းရှိတယ် hard skill ရဲ့ soft skill ရဲ့ဆိုတာရှိတယ် hard skill ကိုကျတော့ technical skills လို့လည်းခေါ်တယ်ပေါ့နော် technical skill ဆိုတာဘာလဲ soft skill ဆိုတာဘာလဲ hard skill ဆိုတာဘာလဲ technical skill hard skill ဆိုတာကျတော့ နံပါတ်1 measurable တိုင်းတာရလွယ်တယ်သူတက်လားမတက်လားဆိုတာတိုင်းတာရလွယ်တယ်နံပါတ်2ကကျတော့ကျတော့ကိုရွေးထားတဲ့ career အတွက်မဖြစ်မနေသိရမယ့် knowledge တွေပညာရပ်တွေကိုကျတော့ hard skill လို့ခေါ်တယ် soft skill ကကျတော့လူမှုဆက်ဆံရေး skill interpersonal skills လို့ခေါ်ပါတယ် people skill ဒါမှမဟုတ် interpersonal skill လူမှုဆက်ဆံရေးကျွမ်းကျင်မှု skill လို့ခေါ်ပါတယ်အလုပ်တွေပါတယ်ခေါ်ရဲဆိုလို့ရှိရင်လေအလုပ်ခေါ်စာတွေမှာတွေ့လိမ့်မယ်အဲကျတော့ job requirement တွေမှာ interpersonal skill ကိုရအောင်ခေါ်လာတယ်လူမှုဆက်ဆံရေးကျွမ်းကျင်မှုလို့ပြောပြီးဆိုတဲ့ကစကားပြောကောင်းမွန်ရမယ် negotiation လို့ခေါ်တဲ့ညှိနှိုင်းဆက်ဆံမှုကောင်းမွန်ရမယ် team working ကောင်းမွန်ရမယ်ဒါအစသဖြင့်ပေါ့နော်ဒါမျိုးတွေအကုန်ပါတော့အဲ့ဒါတွေကိုကျတော့ soft skill လို့ခေါ်တယ်အခုနောက်ပိုင်းမှာတော့ time management တွေပါလာပြီ leadership တွေပါလာပြီနောက်တစ်ချက်ကကျတော့ emotional intelligence emotion ကိုဘယ်လိုမျိုးထိန်းချုပ်ပြီးတော့အသုံးပြုမလဲဆိုတော့ emotional intelligence တွေပါလာပြီဒါတွေဒီကျတော့ soft skill technical skills ကတော့ career ရွေးလိုက်ပြီဆိုတာ ਨੇ ကိုယ့်ရဲ့ career ရဲ့ကျွမ်းကျင်မှုကိုတော့လုပ်ရမှာပဲဒါပေမဲ့အဲ့ဒီ career ရဲ့ကျွမ်းကျင်မှုကို develop ဖြစ်စေတာဒီ soft skill ပါဘယ် career ကိုရွေးhard skill ကတော့ပါလာပြီးသားဖြစ်လိမ့်မယ်အဲ့တော့နှစ်ခုလုံးကိုတွဲပြီးတော့လေ့လာဖို့လိုပါတယ်